بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم أما بعد لذات إسلام تادنا وين يناو ميسوي ميا كميا إن شاء الله أبو سوين دي بايما محرم لاميا كي سيانيكو يوشي لارو ما بشته ديرو محرم لاميا كي سياكو عاشوراني سوبيرو خوو باره عاشوراني يتوم يهودين بتبي إمنا كاينوني حديث ستوري إياتي ياري إن شاء الله جنو أبو أسيزي ماအာရှူရာနေ့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။ဒီတော့ဘူခါရီကျမ်းရဲ့ဒီဝဲတစ်ခုမှလာရှိတယ်။ဟာဇတ်အိုင်ရှာရဒီယလာဟူအန်ဟာတခင်မဆင့်ပြန်တယ်။ဒီတော့အာရှူရာရဲ့ရိုဇာကိုတဲ့ကိုရက်ရှ်တွေကဟိုးအမိုက်ခေတ်မှာကလေးကသူတို့ဟာထားလိထားတာရှိကြတယ်။ဒီတော့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်လည်းပဲအာရှူရာရဲ့ရိုဇာကိုထားတော်မူခဲ့တယ်။အဲဒီလိုနဲ့ဖလမ်မာကဒီမလ်မဒီနာတမန်တော်မြတ်ဆလောဆမ်မဒီနာရှုမြို့တော်ကိုရောက်သွားတယ်အဲ့ဒီအခါတမန်တော်မြတ်ဆလောဆမ်ကတဲ့ဆွာမဟူဝအမာရာဘီဆွီယာမီအာရှူရာရဲ့ရိုဇာကိုကိုယ်တိုင်ထားယုံမကဆွာဘတောကတွေကိုလည်းပဲထားဖို့အမိန့်ပေးခဲ့အဲ့ဒီလိုနဲ့အဲ့ဒီနောက်ပိုင်းမှာရမ်ဇန်လရဲ့ရိုဇာဖရတ်ဖြစ်လာတဲ့အခါကျတော့အာရှူရာရဲ့ရိုဇာဟာဒီလိုအမိန့်ပြောင်းလဲသွားတယ်ထားခြင်းရင်လည်းထားလို့ရတယ်မထားဘဲနေလို့ကလည်းနေခွင့်ရှိတယ်ဒီတော့ဒီဝဲကနေပါသိရလဲဆိုတော့အာရှူရာနေ့ရဲ့ထွန်းမြတ်မှုဟာဟိုးအရင်ခေတ်အခါကတည်းကရှိခဲ့ပြီးသားဖြစ်တယ်။ဒါတော့တမန်တော်ဆလောဆမ်ဟာအာရှူရာနေ့ရဲ့ရိုဇာကိုမက္ကာမှာရှိတဲ့ကကိုတော်ထားခဲ့တာဖြစ်တယ်။မဒီနာရှိမြို့တော်ကိုရောက်တဲ့အခါမှာတမန်တော်ဆလောဆမ်ကအာရှူရာရဲ့ရိုဇာကိုကိုယ်တိုင်ထားယုံမကဆွာဘာတောကတွေကိုလည်းပဲထားဖို့အမိန့်ပေးခဲ့။ဒါတော့အဲ့ဒီအချိန်မှာအာရှူရာရဲ့ရိုဇာဟာဖရတ်တန်ကိုတကယ်သူဖြစ်တယ်။ဒါတော့အဲ့ဒီလိုနဲ့နောက်ပိုင်းမှာရမ်ဇန်လရဲ့ရိုဇာဖရတ်ဖြစ်လာတဲ့အခါကျတော့အာရှူရာရဲ့ရိုဇာရဲ့အမိန့်ဟာပို့ရသွားတယ်ပြောင်းလဲသွားတယ်အာရှူရာရိုဇာဖရတ်မဟုတ်တော့ဘူးထားခြင်းလည်းထားလို့ရတယ်မထားမဲနေလို့ကလည်းနေလို့ရတယ်ဆိုပြီးတော့အဲ့ဒီလိုအမိန့်ပြောင်းလဲသွားတယ်ဆိုတာဒီရီဝဲကနေပြီးတော့သိရပါတယ်လေးစားအတဲမိတ်ဆွေညီနောင်မြတ်ခင်များ Now this story ဘူခါရီကျမ်းနဲ့မွတ်စလင်ကျမ်းမှာလာရှိတယ်ဟာဇတ်အဗ်ဒူလာဘ်ဘင်အဘာစ်ရဒီယလာဟူအန်ဟူမာတခင်ဆင်ပြန်တယ်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်အစ္စလမ်မဒီနာရှိမြို့တော်ကိုကြွမြန်ရောက်ရှိတော်မူလာတဲ့အဲ့ဒီအခါမဒီနာမှာယဟူဒီတွေကိုတွေ့တယ်။ဒီတော့ယဟူဒီတွေဟာအာရှူရာနေ့ရဲ့ရိုဇာကိုသူတို့ထားကြတယ်။ဒီတော့သူတို့ကိုမေးတာပေါ့။ဘာဖြစ်လို့အာရှူရာနေ့မှာရိုဇာထားကြတာလဲ။အဲ့ဒီအခါယဟူဒီတွေကပြောတယ်။ဒီတော့အာရှူရာနေ့ဟာအင်တန်ထွတ်မြတ်တဲ့နေ့ဖြစ်တယ်။အဲ့ဒီအာရှူရာနေ့မှာအလ္လာဟ်ရှင်မြတ်ဟာဘနီအစ္စရာအီလီကိုသူတို့ရဲ့ရန်သူရဲ့ထံကနေပြီးတော့လွတ်မြောက်မှုအလ္လာဟ်ချစ်မြတ်တော်မူခဲ့တယ်။အဲ့ဒီအတွက်အာရှူရာနေ့မှာတမန်တော်မူဆာအလိုင်စလမ်ကရိုဇာထားခဲ့တယ်ဆိုပြီးတော့ယဟူဒီတွေကပြောပြတယ်ဒီတော့ဒီဖြစ်ရကျွန်တော်တို့အားလုံးကြားဖို့မှာပါဘနီအစ္စရာအီလီဟာဖီရအောင်းရဲ့တိုင်ပြည်မှာအင်တာမတ်ကိုပဲဒုက္ခတွေလိုက်ခတ်ဆင်းနေမှုတွေကိုခံရပြီးတော့သူတို့ဟာနေထိုင်ကြရတယ်အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့သူတို့ကိုအလ္လာဟ်ရှင်မြတ်ဟာတမန်တော်မူဆာအလိုင်စလမ်ရဲ့ဥဆောင်မှုအောက်မှာလွတ်မြောက်မှုချင့်မြတ်ခဲ့တယ်အင်တန်ကြီးများတဲ့ပင်လယ်ကြီးရဲ့အနာကိုသူတို့ရောက်လာတဲ့အခါအလ္လာဟ်ရှင်မြတ်ကမူဆာအလိုင်စလမ်ကိုအမိန့်ပေးတယ်မိမိရဲ့တောင်းဝင်းနဲ့ပင်လယ်ကိုရိုက်လိုက်မူဆာအလိုင်ဆမ်အဲ့ဒီအတိုင်းလှုပ်လိုက်တဲ့ပင်လယ်မှာလမ်းဆက်နှစ်သွယ်ပေါ်လာတယ်ဘနီအစ္စရာအီလီကမြို့နယ်စုဆက်နှစ်စုဟာအဲ့ဒီလမ်းဆက်နှစ်သွယ်ရနေပြီးတော့ချော့ချော့မော့မော့ပင်လယ်ကြီးကိုကျော်ဖြတ်ပြီးတော့နောက်ထပ်ဒေသတိုင်းပြည်တစ်ခုကိုရောက်သွားတယ်ပြီးတော့အဲ့ဒါကိုသိတော့ဖီရအောင်ကလည်းပဲသူ့ရဲ့စစ်တပ်နဲ့အတူအနောက်ကနေရောက်လာတယ်ဘနီအစ္စရာအီလီကိုလိုက်လံဖမ်းဆီးတယ်အဲ့ဒီလိုနဲ့ဘနီအစ္စရာအီလီဟိုဘက်ကန်းကိုရောက်သွားတယ်ပင်လယ်ကိုကျော်ဖြတ်ပြီးသွားပြီးအဲ့ဒီအချိန်ဖီရအောင်နဲ့သူ့ရဲ့စစ်တပ်ကပင်လယ်ရဲ့အလယ်မှာရှိနေတဲ့အဲ့ဒီအချိန်အလတ်ဘက်ကနေပြီးတော့ကုန်းအဖြစ်နဲ့အလတ်ချင်းမြထားတဲ့အဲ့ဒီလမ်းတွေအားလုံးကိုပြန်ပြီးတော့ရေလွှမ်းမှုစီလိုက်တယ်ပြီးတော့ဖီရအောင်ကသူ့ရဲ့စစ်တပ်အားလုံးကိုအဲ့ဒီရေထဲမှာနစ်မြုပ်ပြီးတော့တည်ကြည်ပျက်စီးသွားပြီးတော့နှစ်ပေါင်းများစွာအဖိနှိတ်ခံဒုက္ခတွေခံခဲ့ရတဲ့ဘနီအစ္စရာအီလီရဲ့ဘဝဟာအဲ့ဒီနေ့မှာလွတ်မြောက်မှုရရှိခဲ့တယ်ပြီးတော့အဲ့ဒီအပေါ်မှာမူဆာအလိုင်စလမ်ဟာရိုဇာထားတော်မူခဲ့တယ်အဲ့ဒါကိုယဟူဒီတွေကပြောပြတော့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်အမိရှိတဲ့ဖာအနာအဟက်ကူဘီမူဆာမင်ကူဒီတော့မူဆာအလိုင်စလမ်နဲ့ပတ်သက်လာရင်အတင်တို့ထက်ပို့ပြီးတော့ငါတို့ကတော့ပူနီးစက်တယ်ပို့ပြီးဝေတရားရှိတယ်။ဘာကြောင့်လဲဆိုရင်တကယ်တမ်းယဟူဒီတွေကသူတို့မူဆာအလိုင်စလမ်ရဲ့နောက်လိုက်လို့ပြောနေတာ။ဒါပေမဲ့မူဆာအလိုင်စလမ်ယူဆောင်လာတဲ့တောဟီဒ်အပေါ်မှာမူဆာအလိုင်စလမ်သွန်သင်ခဲ့တဲ့လမ်းစဉ်အပေါ်မှာယဟူဒီတွေနေနေတာမဟုတ်ဒီတော့မွတ်စလမန်တွေကမှတကယ်ကိုမူဆာအလိုင်စလမ်ယူဆောင်လာတဲ့တောဟီဒ်အပေါ်မှာအင်တာမတ်ကိုပဲမြဲလက်ခံပြုတ်ပြီးတော့သူတို့နေကြတာအဲ့ဒီအတွက်
တော့မူဆာအလိုင်စလမ်နဲ့ပတ်သက်လာရင်ယဟူဒီတွေထပ်ပို့ပြီးတော့မွတ်ဆလမန်တွေကနီးစပ်ဒါကြောင့်မူဆာအလိုင်စလမ်အဲ့ဒီနေ့ရိုးသားထားခဲ့တယ်ဆိုတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်စလမ်ကဖဆွာမဟူဝအမာရာဘီဆူယာမီအဲ့ဒီရိုးသားကိုတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကိုယ်တိုင်လည်းပဲထားတော်မူခဲ့တယ်ဒီတိုင်းပဲဆွာဘာတောက်ကရီကိုလည်းပဲအဲ့ဒီအာရှူရာနေ့ရိုးသားကိုထားဖို့ကိုရောမကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်အမိန့်ပေးတော်မူခဲ့တယ်အာရှူရာနေ့ရိုးသားရဲ့ထွတ်မြတ်မှုနဲ့ပတ်သက်ပြီးနောက်ဒီစတော်တီယမွတ်စလင်ကျမ်းမှာလာရှိတဲ့ဟာဒတ်အဘူကတာဒါရဒီယလာဟူအန်ဟူဆင်ပြန်တဲ့တမန်တော်ဆလ္လာလာဟူအလိုင်ဝါဆလမ်မိန့်တော်မူတဲ့صيام يوم عاشوراء إني أحتسب على الله أن يكفر السنة التي قبله ဒီတော့အာရှူရာနေ့ရိုးသားထားခြင်းအပေါ်မှာငါကိုယ်တော်မျှော်လင့်နေတဲ့နော်အရင်တစ်နှစ်တာရဲ့ပြည့်မှုဂုဏတွေအားလုံးပတ်လက်လူငင်းချမ်းသာခွင့်ရရှိဖို့ဆိုတာကအာရှူရာနေ့ရိုးသားထားခြင်းကြောင့်အင်ရှာလာနော်ပြီးခဲ့တဲ့တစ်နှစ်တာရဲ့ပြည့်မှုဂုဏတွေအားလုံးပတ်လက်လူငင်းချမ်းသာခွင့်ရရှိမယ်ဒီတော့ဒါဟာအာရှူရာနေ့ရိုးသားထားခြင်းရဲ့ထွတ်မြတ်မှုအကျိုးဖြစ်တယ်အဲ့ဒီလိုနဲ့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်နဲ့ဆွာဘာတောက်ကရီအာရှူရာနေ့ရဲ့ရိုးသားကိုကနဦးပိုင်းမှာမဖြစ်မနေအလုံးထားကြရမ်ဇန်ရဲ့ရိုးသားဖရက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့အာရှူရာရဲ့ရိုးသားဟာမဖြစ်မနေထားရမယ်တောင်းဝန်တော့မဟုတ်သို့ပေမဲ့လည်းပဲအာရှူရာနေ့ရဲ့ထွတ်မြတ်မှုအပေါ်မှာအာရှူရာရဲ့ရိုးသားကိုကိုရောမြတ်ကြီးကိုဆွာဘာတောက်ကရီကိုထားလိထားရှိကြအဲ့ဒီလိုနဲ့တစ်ချိန်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟဂျ်ဂျတ်တူလ်ဝဒါနော်ကိုရောမြတ်ကြီးရဲ့ပထမဆုံးဟက်ရှ်နဲ့နောက်ဆုံးဟက်ရှ်ပေါ့အဲ့ဒီဟက်ရှ်ခရီးကနေကိုရောပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတဲ့နောက်မဒီနာရှိမြို့တော်မှာမူဟာရမ်လကိုကျုံဆုံတယ်ဒီတော့အဲ့ဒီမူဟာရမ်လမှာလည်းပဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်အာရှူရာရဲ့ရိုးသားကိုထားတော်မူခဲ့အဲ့ဒီနောက်ပိုင်းမှာမွတ်စလင်ကျမ်းမှာလာရှိတဲ့ဟာဇတ်အဗ်ဒူလာဘင်အဘာ့စ်ရဒီယလာဟူအန်ဟူမှာဆင့်ပြန်တဲ့ဆွာဘာတချို့လာရောက်ပြီးတော့ရှောက်ထားတဲ့ကိုရောအာရှူရာနေ့မှာယဟူဒီတွေနဆရာနီတွေလည်းပဲသူတို့အဲ့ဒီနေ့ကိုတမဲတနိုးထားပြီးတော့ရိုဇာတွေထားနေကြတယ်အဲ့ဒီအခါတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်မိန့်တော်မူတဲ့ဖိုင်ဒါကန်အလ်အာမူလ်မုကဘီလူအင်ရှာအလ္လာဟ်အကယ်၍အလ္လာဟ်အလိုရှိလို့လာမနှစ်သားငါကိုယ်တော်အသက်ရှင်လျက်ရှိမယ်ဆိုရင်ဆုမနလ်ယောမတ်တာဆာအာရှူရာရဲ့ရိုဇာမူဟာရမ်လ10ရက်နေ့ရဲ့ရိုဇာနဲ့အတူမူဟာရမ်လ9ရက်နေ့ရဲ့ရိုဇာပါတွဲပြီးတော့ထားမယ်ဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်အဲ့ဒီလိုမိန့်တော်မူလိုက်တယ်။သို့ပေမဲ့လည်းပဲအဲ့ဒီနောက်ပိုင်းမှာဆဖာလာပြီးတော့ရဘီအူလ်အဝလ်လာမှာကိုရမကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်ဝါဖတ်ဖြစ်တော်မူခဲ့တဲ့နောက်တစ်နှစ်အာရှူရာရဲ့ရိုဇာမှာကိုရမကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်ရှိတော့မမူခဲ့။ဒါကြောင့်မို့လို့ပညာရှင်တွေကကိုရောရဲ့ဆန္ဒပါရှိလဲဆိုတော့အာရှူရာရဲ့ရိုဇာကိုကိုရမဆလ္လာလဟ်အလိုင်ဝါဆလမ်ဟာနှလုံးထားခြင်းခဲ့ရိုဇာကို2ရက်ထားခြင်းခဲ့တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ဥမတ်ကလည်းပဲအာရှူရာရဲ့ရိုဇာကိုထားတဲ့နေရာမှာ2ရက်ထားတဲ့ဒီတော့မုစနဒီအာမတ်ကရီဝိုင်တ်မှာလာရှိတဲ့အာရှူရာနေ့ရဲ့အရင်ရက်သို့မဟုတ်အာရှူရာနေ့ရဲ့အနောက်ရက်တစ်ခုခုနဲ့တွဲပြီးတော့2ရက်ထားပါပညာရှင်တွေကတင်ပြတယ်ပိုကောင်းတာကအာရှူရာနဲ့သူ့ရဲ့အရင်ရက်ပေါ့မော်ရမ်လာ9-12ရက်ထားရင်ထားနှမို့ဆိုရင်အာရှူရာနဲ့သူ့ရဲ့အနောက်ရက်ပေါ့မော်ရမ်လာ10-17 2ရက်ထားရင်ထားအဲ့ဒီလိုထားတာပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့ပညာရှင်တွေကတင်ပြကြတယ်ဒါကြောင့်ကျွန်တော်တို့အာရှူရာရိုဇာထားတဲ့နေရာမှာ2ရက်ထားခြင်းပို့ပြီးတော့ကောင်းတယ်အကယ်၍ကျွန်တော်တို့2ရက်ထားဖို့မလွယ်ကူဘူးအာရှူရာရဲ့ရိုဇာလည်းထားခြင်းနဲ့ဒါမဲ့လည်းပဲ1ရက်လောက်ပဲထားနိုင်မယ်ဆိုရင်လည်းပဲနောက်ပိုင်းပညာရှင်တွေကတော့ဒီလိုတင်ပြကြတဲ့အထူးသဖြင့်ဟာဇတ်မောလာနာမန်ဇူနိုမာနီရဟမတ်တူလာအလိုင်ကဒီဘက်ခေတ်မှာယဟူဒီတွေကအာရှူရာနဲ့သူတို့ရိုဇာထားတယ်ဆိုပြီးမဲ့သူတို့နဲ့ကျွန်တော်တို့နဲ့ရက်တီမတူကြတော့အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီနေ့မှလာပြီးတိုက်ဆိုင်မှုရှိနေမှာမဟုတ်အဲ့ဒီအတွက်အခုအချိန်ခါမှာတလုံးလေးထားမယ်ဆိုရင်လည်းပဲထားလို့ရပါတယ်ဆိုပြီးတော့အဲ့ဒီလိုတင်ပြပါတယ်ဒါကြောင့်ကျွန်တော်တို့နှလုံးထားတာတော့ဒါအကောင်းဆုံးဖြစ်တယ်အကောင်းဆုံးကတော့နှလုံးထားပါအကယ်၍တလုံးလေးထားမယ်ဆိုရင်လည်းပဲအင်ရှာလာအာရှူရာရဲ့ထွတ်မြတ်မှုရဲ့ဒီအကျိုးဆောင်ကိုကျွန်တော်တို့ရရှိသွားပါလိမ့်